ကဲဒီနေ့ကတော့ဒါထမင်းဝါစာလူတအူးကို3000ကိုဒါ9ရောက်စာအမှားလေးရယ်သူမှာထားတဲ့ပင်လယ်စာလေးတွေကိုကျွန်တော်တစ်ချက်လာပြပေးတာပါခဏလုံးချင်ဆက်ပေါ့နော်ခဏလုံးချင်ဆက်အကောင်ဒါအကြီးသုံးမိတာပါလေခဏလုံးချင်ဆက်တပွဲပါသွန်းဒါဒီကောင်အကြီးဆိုင်ပေါ့နော်သူအကြီးဆိုင်မှာလားလို့ပါအကြီးပစုံကြီးတပွဲပေါ့နော်သူမှာထားတာတွေကတော့အကြီးတွေကြီးပဲပေါ့နော်အကောင်လုံးကတော့ဒါဆိုခဏခွက်ကျော်လဲခွက်ကြီးပေါ့နော်ခွက်ကြီးတပွဲဗမာချက်ကိုအချိုချက်လေးစားခြင်းတယ်ဆိုလို့နော်ဒါအချိုလေးလုပ်ပေးထားပါတယ်ဗမာချက်အချိုပါဝါသား3000မှာကျတော့ဒီမှာရွက်ကြော်ပါမယ်အရေးတော့ပါမယ်အရေးတော့ကတော့ကျွန်တော်အိတ်ကလေးစီတာပေါ့နော်အတုပ်လေးတစ်မျိုးပါပါတယ်ဗျဒါသူပဲဆောင်ဝတ်သီးလေးပေါ့နော်ပြီးရင်ဒါငပီတောင်းတို့စရာလေးပါခင်ဗျာငပီတောင်းတို့စရာဆိုလဲကျွန်တော်အစုံကောင်လေးရတဲ့ပေါ်သမ ्या ဟာလေးတွေထည့်ပြီးတော့ပေါ့နော်ဒါကတော့ထမင်းကတော့ကျွန်တော်ဒါအိတ်ဆွလိုက်ပြီးဖြစ်တဲ့အတွက်ထမင်းကတော့ပြတော့ဘူးကျွန်တော်စမ်းတော့ဒါရွှေဘိုးပေါ်စမ်းမွေးပဲသုံးပါတယ်နော်ချောင်းသာကန်ကြီးရောက်လို့ပင်လယ်စာအချက်လက်ရကောင်းလေးစားကြတယ်ဆိုရင်ကိုမင်းချက်ဖို့ဆက်သွယ်လို့ရပါပြီ။ဆက်ရမယ့်ဖုန်းနံပါတ်တွေကတော့ကျွန်တော်ရဲ့ဒီ bio မှာတင်ပေးထားပါတယ်နော်။ဒီ bio က link လေးထဲမှာလည်းကျွန်တော်ရဲ့ဟင်းပွဲဈေးနှုန်းလေးတွေကိုသိချင်တဲ့လူတွေဒီ bio က link လေးထဲမှာလည်းအကုန်လုံးကိုဝင်ကြည့်လို့ရပါတယ်။ကျွန်တော်အကုန်လုံးကိုတွဲပြီးတင်ပေးထားပါတယ်ခင်ဗျာ။